အားလုံးပဲမင်္ဂလာပါအခုတင်ဆက်ပေးမှာကတော့ဘုံကြီးဥဒ္ဓမနဲ့ညတာရီဆိုတဲ့တရေဆက်လန်လေးတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဘုံကြီးဥဒ္ဓမသည်မြန်မာပြည်နောက်ပိုင်းရှိတောတောင်ထူထပ်သောရွာလေးတစ်ရွာတို့ရောက်ရှိလာခဲ့ပြီးရွာသားများကသူ့အားညဘက်တွင်မနီးမဝေးရှိကျောင်းဟောင်းလေးတွင်နေထိုင်ရန်စီစဉ်ပေးခဲ့သည်ဘုံဒီကျောင်းကနည်းနည်းထူးဆန်းနေဗျညဘက်ဆိုဘာမလုပ်ပါနဲ့ဟုရွာသူကြီးကတတိပေးခဲ့သည်ညဦးပိုင်းတွင်ဘုံကြီးသည်တပိတ်မှအိပ်ရန်ပြင်ဆင်နေစဉ်ကျောင်းလေးမှကလေးငိုတံများကြားလိုက်ရသည်ထွက်ကြည့်သောအခါကျောင်းဝင်းအတွင်အဖြူရောင်ဝတ်စုံဝတ်ထားသောကလေးငယ်တစ်ဦးရက်နေသည်ကိုတွေ့ရသည်ဘသူလေးလဲကလေးကလှည့်ပြလိုက်သောအခါမျက်နှာတစ်ချမ်းတွင်အပေါက်ကြီးဖြစ်ပါးစပ်မရှိမျက်လုံးများကအနှက်နှက်ကြီးများဖြစ်နေသည်ဘုံကြီးမှုတ်ထုတ်လိုက်သောမြေအိမ်မှလင်းရောင်တွင်ကလေး၏အရေးမရှိကြောင်းတတိထားမိလိုက်သည်ချက်ချင်းမှန်တန်ယူခြင်းကြောင်းထဲပြန်ဝင်ခဲ့တော်လဲတကားကိုအတွင်းမှဘသူကပိတ်ထားသည်ကိုမသိနောက်ကျောတွင်အေးဆက်သောလက်တစုံကသူ့ပခုံးကိုထိတွေ့လာခဲ့သည်ဘုံကြီးလားငါတို့နဲ့အတူနေမလားအတန်ဒီတစ်ချိန်တည်းမှပင်ကျောင်းတစ်ခုလုံးမှထွက်ပေါ်လာတကယ်တော့ခံစားရသည်ဘုံကြီးသည်စိတ်ကိုခိုင်မြဲစွာထားကာထံရွတ်ဖတ်နေစဉ်နယံများမှလက်တဲချီတဲများချလာရသည်မိုးတောက်သည့်အချိန်တွင်ရာသားများကျောင်းသို့လာခဲ့ကြည့်ရှုသောအခါဘုံကြီးကိုကျောင်းတကားအပြင်ဘက်တွင်တီလစ်လဲကျနေသည်ကိုတွေ့ရှိကြသည်သူ၏ပါးပြင်တွင်လက်သေးရများချစ်ချက်ထားခဲ့သည်ကိုတွေ့ရှိခဲ့သည်နောက်တစ်နေ့တွင်ဘုံကြီးသည်ရွာမှထွက်ခွာသွားခဲ့သည်သူထွက်ခွာသွားပြီးနောက်ကျောင်းဟောင်းကိုမီးရှို့ဖျက်ဆီးလိုက်ကြသည်သို့တော်ယနေ့တိုင်ညဘက်တွင်ကျောင်းသည်ရှိရာနေရာသို့ချင်းကဲ့သူများကကလေးငိုတံများနှင့်တပိတ်လှုပ်တံများကြားရတတ်သည်ဟုဆိုကြခဲ့သည်အားလုံးပဲနားဆင်ပေးတဲ့အတွက်ကျေးဇူးအရန်တင်ပါတယ်ခင်ဗျနောက်ထပ်လည်းဇာတ်လမ်းကောင်းလေးများကိုဖန်တီးပေးခဲ့ပါမယ်ဗျ